အားလုံးမင်္ဂလာပါကျွန်တော်ဒီအပြောင်းလဲတွေလုပ်တဲ့အခါတိုးတက်မှုတွေပေါ်ဆောင်တဲ့အခါပေါ့နော်ကျွန်တော်ပြည့်စုံမှတို့နောက်အရှိမချက်အကြီးကိုအကောင့်နဲ့ပေါ်နိုင်မှလှုပ်မယ်တို့ကျွန်တော်တို့ဒီလိုလှုပ်ရင်းနဲ့ဒါအများစုကတော်တော်နဲ့မလှုပ်ပြီဒါကျွန်တော်နဲ့လာပြီးတော့ဆွေးနွေးတဲ့သူတွေဆိုလည်းပြောတာရှိတယ်သူတို့လှုပ်ချင်တာတွေရှိတယ်ကျွန်တော်အကောင့်နဲ့ပေါ်ချင်တာတွေရှိတယ်သူတို့စီးပွားတွေပါလှုပ်ချင်တယ်တချို့သူတိဆောက်ချင်တဲ့ဒီအကျင့်တွေ habit တွေရှိတယ်ဘယ်လိုလုပ်ရမလဲတို့ပါတော်တော်နဲ့မလှုပ်ပြီအဓိကတော့ကျွန်တော်တို့ကဒီတိတ်ပြီးတော့အကြီးတွေစဉ်းစားပြီးတော့အကြီးတွေနဲ့စလုပ်ဖို့ကျွန်တော်စဉ်းစားတဲ့ချိန်မှာမလုပ်ပြကြတာများတယ်ပေါ့နော်ဆိုတော့ဒီတကယ်လက်တွေ့လုပ်ပြဖို့လက်တွေ့ကြဖို့ဆိုရင်ကိုလုံးနိုင်တဲ့အခြေအနေအဓိကတော့ဒီတိတ်တိတ်လေးတွေနဲ့စနိုင်ဖို့အင်တန်ရေးကြည့်ပါတယ်ဒီတကယ် reset ကြီးကြီးတွေကျွန်တော်တို့ရလက်ကြီးကြီးတွေဆိုတော့လေဒီတိတ်တိတ်လေးတွေကိုစုပေါင်းပြီးတော့ပေါ့နော်ဒီ total မှုတိတ်တိတ်ရလက်တိတ်တိတ်လေးစုပေါင်းပြီးဖြစ်လာတာပဲဆိုတော့ဒီတိတ်တိတ်လေးတွေနဲ့စဖို့ဘာကြောင့်ရေးကြည့်လဲဆိုရင်ဒါဒီချက်သုံးချက်နဲ့ကျွန်တော်တို့ကြည့်ကြည့်လို့ရတာပထမတစ်ချက်ကတော့တိတ်တိတ်မောတွေနဲ့စတာကစလို့လွယ်တယ်ဥပမာကျွန်တော်တို့ဒီအားစားလုပ်တယ်ဆိုတော့ဒီအားစားခုမှစလုပ်တဲ့သူကကျွန်တော်ဂျင်သွားဖို့ဂျင်မှာတစ်ပတ်ကို9ရက်လောက်လုပ်ဖို့စဉ်းစားနေတာနဲ့စရင်ဥပမာကိုယ့်ရဲ့လမ်းထဲမှာကျွန်တော်တို့ကကိုယ့်ရဲ့အနိနာပန်းညံထဲမှာမထားတော့တစ်ပတ်ကိုကျွန်တော်တို့က3ရက်လောက်ပဲဖြစ်ဖြစ်နေတိုင်းမလုပ်နိုင်ဘူးဆိုရင်တော့ဒီအပြေးလေးကျင်ရန်လေးနဲ့ကျွန်တော်တို့စကြည့်လို့ရဒါဆိုရင်ကိုလုံးနိုင်တဲ့ကျွန်တော်လွယ်လွယ်ကူကူလေးနဲ့ပေါ့နော်ကျွန်တော်စပြစ်သွားတယ်။ကျွန်တော်ဒီညီတယောက်ဆိုရှိတယ်သူဆိုရင်ဂျင်ကိုသွားဖို့အတွက်သူ့မှာအခက်အခဲရှိနေဝေးနေလို့ဆိုတော့သူမလှုပ်ပြေပေါ့နော်ဟိုရွှေ့တီရွှေ့နေတော်တော်နဲ့မလှုပ်ပြတာရှိတယ်ဆိုတော့ဒါလေးတွေကျွန်တော်ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့နောက်ဒီစာရေးတယ်ဆိုတော့စောက်တအုပ်ရေးဖို့စဉ်းစားနေတာနဲ့စာရင်ကျွန်တော်တို့တပုတ်ချင်းစီပေါ့အခု social media မှာပုံမှန်တင်သွားလို့ရတယ်။ကျွန်တော်ဆိုရှိတယ်တစ်ပတ်ကိုကျွန်တော်အရင်တော့5ပုတ်လောက်ရေးတယ်အခုတစ်ပတ်ကို3ပုတ်လောက်ပေါ့နော်ဒီပတ်ချလောက်ကျွန်တော်ရေးမယ်ဆိုတော့ပုံမှန်ရေးဖြစ်တယ်တခါတည်းကျွန်တော်တို့ဒီနေတိုင်းရေးဖို့တွေစဉ်းစားရင်းနဲ့ကျွန်တော်တို့မလုံနိုင်တာတွေရှိတယ်ခုနတအုပ်ပေါ့နော်စောက်တော့စဉ်းစားလိုက်ပြီဆိုရင်ဒီမှာစာမျက်နှာပေါင်းဘလောက်စဉ်းစားနေတာဆိုရင်ကျွန်တော်တို့တိတ်ပြီးတော့ဝန်တော့မို့ကြည့်နေကျွန်တော်အဲ့တော့ဗာလဲတစ်ပုတ်ဘလောက်မှအချိန်မကုန်နောက်ကိုရှိတတ်တဲ့အတွေ့အကြုံတစ်ခုကျွန်တော်တို့ကချက်ချင်းချရေးလိုက်လို့ရတယ်ဆိုတော့ဟိုတိတ်တိတ်လေးတွေနဲ့ကျွန်တော်တို့ကစလိုက်တာမြင်တယ်အလုပ်ဖြစ်တယ်ပေါ့နော်ကျွန်တော်အကြီးစဉ်းစားနေတော်တော်နဲ့မလုပ်ပြတာရှိတယ်ဆိုတော့ဒါလေးရေးကြည့်ပါဒုတိယချက်ကတော့တိတ်တိတ်မောမောတွေကအမှားခံတယ်ကျွန်တော်ကားစမောင်းနေဆိုတော့စမောင်းတဲ့ချိန်မှာကျွန်တော်တို့ဒီလမ်းမကြီးပေါ်တက်ပြီးမောင်းနေဆိုရင်ကားကျက်တဲ့နေရာမှာသွားပြီးမောင်းနေဆိုရင်ဒါအနေအများကြီးရှိတယ်ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကားရှင်းနဲ့လူရှင်းနဲ့ဒီလမ်းသွယ်ထဲမှာပဲအပြင်လမ်းမှာပဲကျွန်တော်တို့ကဒီစမောင်းနေအေးစစ်စစ်ဖြစ်တဲ့နေရာမှာမောင်းနေဆိုရင်ကျွန်တော်မှားရွံ့နေတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ကခုနဒီအားစားလုပ်တယ်ဆော့ဆော့ချင်းမှာတယ်ဒီမနိုင်မနေဝိတ်တွေသွားမှာတယ်ဆိုရင်နော်ကိုအတွက်ခန္ဓာကိုယ်အတွက်ထိခိုက်မှုတွေရှိနိုင်တယ်ကျွန်တော်တို့ဒီမာဆယ်တွေလာပြီးတော့ထိနိုင်တယ်အဲ့တော့ကိုကျွန်တော်တို့ကကိုနိုင်နာလေးနဲ့တေးနဲ့ကျွန်တော်တို့ဖြစ်ဖြစ်ချင်းသွားဖို့လိုတယ်စီးပွားရေးလုပ်တယ်ဒီတိုင်းပဲမနိုင်မနေကျွန်တော်တို့ကဒီကိုကခုမှစီးပွားရေးစလုပ်တယ်ဘုံဒီဘာမဒီဖြစ်နေတဲ့ကာလမှာဒီလုပ်ငန်းအကြီးသွားပြီးတော့ခုနနေအများကြီးနဲ့နော် investment တွေအများကြီးနဲ့သွားလုပ်တယ်ဆိုရင်ကျွန်တော်အမှားရင်ဖြစ်တယ်ဆိုရင်ဒါအမှားခံနိုင်ခြင်းနည်းတယ်ပေါ့နော်အဲ့တော့ကိုလုံးနိုင်တဲ့အခြေအနေနဲ့အသေးသေးနဲ့ပဲစရတယ်ဆိုရင်ကျွန်တော်တို့ကနောက်ဆုံးရှုံးသွားတယ်ဆိုရင်တော့ကျွန်တော်ဒီအရှုံးပြန်ပြင်လို့ရတယ်နောက်ထပ်ကျွန်တော်တို့အမှားတွေသင်ခန်းစာယူတော့အလုံးမယ်ဆိုရင်ဒါပိုကောင်းတဲ့အခြေအနေတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီသေးသေးလေးတွေနဲ့စလိုက်တဲ့ဆိုရင်တော်ရုံအမှားလည်းတိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်နောက်တတိယအချက်ကတော့သေးသေးမောမောတွေကရရှိခံတယ်ကျွန်တော်အားသာလောက်တာနဲ့ပဲပြန်ကြည့်ထားပါတော့နေ့တိုင်းဒါမှမဟုတ်လေကျွန်တော်တို့တစ်ပတ်ကို9ရက်6ရက်လောက်အလုပ်မယ်ဆိုပြီးစဉ်းစားနေကျွန်တော်တို့ကကိုယ့်အတွက်ဒါဝန်လုံးမို့ဖြစ်တဲ့ payment နဲ့ဆိုတဲ့စိတ်နဲ့ပေါ့နော်ဒီဟာကိုလှုပ်ဖို့အတွက်ကိုယ်မှာခက်ခဲရှိနိုင်ဒီလိုမဟုတ်ဘဲနဲ့ကိုတက်နိုင်နေထားပါတော့ကျွန်တော်တို့2ရက်ကိုတစ်ချိန်လောက်ကျွန်တော်တို့လှုပ်မယ်တစ်ရက်ကိုနိုင်နေထားပါတော့နိုင်ဘွက်45မိနစ်ဒီလောက်ပဲခစားမယ်ဆိုရှိခံတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအချိန်တွေအများကြီးပေးပြီးတော့ payment လုပ်ပြီးတော့ဒီအားစားလုပ်မယ်လို့စဉ်းစားတယ်ဆိုရင်motivation ကောင်းနေတော့ကိုစိတ်ပါနေတော့အဆင်ပြေစိတ်မပါတော့ဘူးဆိုရင်ကျွန်တော်တို့ကနားလိုက်တာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိတယ်ဥပမာစဖတ်တာနဲ့ပတ်သက်လို့ဒီတိုင်းပဲတစ်လားကိုစောင်း9လောက်ဖတ်ဖို့တက်ကကြီးချထားလို့ရှင်တခါတည်းကိုယ့်ဘက်ကိုလန့်နေတာရှိတယ်အချိန်မရှိရင်ကျွန်တော်တို့ဒီစဖတ်တာပြတ်သွားတာတွေရှိတယ်တခါတည်းကျွန်တော်တို့အလုပ်တွေများတယ်မလုပ်ပြပေါ့နော်ကိုယ်မှဒီကိုလုပ်တဲ့လောက်ကကြီးလေကျွန်တော်တို့မှဒီဟာကိုဆက်ပြီးတော့ရေရှည်လုပ်နိုင်ကြပေါ့နော်တခါတည်းနဲသွားတာတွေရှိတယ်ဆိုတော့တိတ်တိတ်နဲ့မကိုထားတော့တလားကိုကျွန်တော်တက်အုပ်လားနှောက်လားဒီလောက်ဖတ်မယ်ဆိုလည်းရတယ်ကိုလုံးနိုင်တယ်ဒီကကိုလုံးနိုင်တဲ့ချိန်မို့ရေးကြည့်တာ ability ဘယ်လောက်ရှိလဲပေါ့ကိုလုံးနိုင်တော့ဘယ်လောက်ရှိလဲမတရက်ကိုကျွန်တော်ကစာမျက်နှာတွေအများကြီးဖတ်နေတာနဲ့စားထားပြီးတော့တရက်ကို7မျက်နှာလောက်ဖတ်မလားကျွန်တော်7မျက်နှာစာမျက်နှာ20လောက်ဖတ်မလားဖတ်လို့ရဒါမှမဖတ်နိုင်ဆိုကျွန်တော်9မျက်နှာဖတ်ချင်လည်းဖတ်လို့ရ
ကိုလုံးနိုင်တဲ့အခြေအနေနဲ့ကျွန်တော်တိတိလေးနဲ့စရဲဆိုရင်ဒါဒီရေရှည်သွားလို့ရတယ်မဟုတ်ဘဲနဲ့ကျွန်တော်ဝန်တော့ဖို့ဖြစ်တဲ့အခြေအနေနဲ့လောက်ထားတယ်ဆိုရင်ကျွန်တော်ရေရှည်သွားဖို့ခက်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအပြုတ်မှုတစ်ခုလောက်တာပဲဖြစ်ဖြစ်ဒီအလေးချင်းတစ်ခုတိဆောက်တာပဲဖြစ်ဖြစ်သိမဖြစ်နိုင်တဲ့ကိုယ်နဲ့အလှမ်းဝေးတဲ့ကိစ္စတွေကျွန်တော်သွားပြီးတော့ရီမန်းချက်ကြီးကြီးတွေထားပြီးတော့မလုပ်ဖြစ်တာနဲ့ဆိုင်ဒါမှမဟုတ်လေကျွန်တော်တို့ကလှုပ်လို့မလှုပ်လို့ဖြစ်နေတာနဲ့ဆိုင်ပေါ့နော်ကျွန်တော်ရေရှည်သွားလို့ရအောင်ကိုလုံးနိုင်တဲ့အခြေအနေဒီတိတိမောမောနဲ့စတယ်ဆိုရင်ကျွန်တော်တို့ဒါအများကြီးလက်တွေ့ကြရတယ်အဓိကတော့ဒီရလက်ကြီးကြီးမမားတွေနော်တကယ်အောင်မြင်မှုကြီးကြီးမမားတွေဆိုတော့လေကျွန်တော်ဒီတိုးတက်မှုတိတိလေးတွေပဲစုပေါင်းပြီးတော့ဖြစ်လာတာလို့ပြောလို့ရပါတယ်တိုးတက်မှုကျင်းတဲ့ CY ဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ခြင်းတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်